ရှုခံဖြစ်တဲ့ခန္ဓာ၅ပါးကိုကြည့်နေတဲ့အခါဒီအခါတွေမှာဆိုလို့ရှိရင်သိကြတဲ့အကုသိုလ်တရားတွေဝင်မှုကိလေသာတွေမဝင်ဘူးလို့ဆိုတာဒါကြောင့်နှလုံးသွင်းမှန်ဖို့အင်မတန်အရေးကြီးတယ်နှလုံးသွင်းမှန်ဖို့အင်မတန်အရေးကြီးတယ်သူတော်ကောင်းများရဲ့ခန္ဓာကိုယ်ဟာရုပ်တရားပဲနာမ်တရားပဲဒါဆိုလို့ရှိရင်နှလုံးသွင်းမှန်နေတာပဲရုပ်တရားမှလည်းဖြစ်ပြီးရင်ပြတ်တယ်ဒါလေးစောင့်ကြည့်နေနိုင်ရင်ဒါနှလုံးသွင်းမှန်နေတာပဲရုပ်ဟူသမျှမသိကြသိကြနံခေါ်ပြီသူတော်ကောင်းများရဲ့ခန္ဓာကိုယ်မှာပေါ်လာတိုင်းသောအရာတွေပါဠိပဲပေါ်လာလှုပ်တဲ့သဘောလေးပေါ်လာပြီဆိုလို့ရှိရင်လည်းစပြီးလှုပ်တာလေးမှတ်ရမယ်နောက်ဆုံးအဲ့ဒီလှုပ်တာလေးပျောက်သွားပြီဆိုလို့ရှိရင်လှုပ်တာဖြစ်တယ်လှုပ်တာပြက်တယ်ဖြစ်ပြက်အဲ့ဒီတစုံဆိုင်အောင်ကြည့်ရအဲ့ဒါလို့ဖြစ်ပြက်လို့သိအဲ့ဒီဖြစ်ချင်းပြက်ချင်းသဘောကိုနောက်ကသိလိုက်တာကိုနန္တရားလို့ခေါ်တယ်ရှေ့ကဖြစ်ပြက်နောက်ကမဲ့ဖြစ်ပြက်ကိုကြည့်နေတဲ့သဘောတရားအဲ့ဒီဖြစ်ပြက်ကိုကြည့်နေတဲ့လုပ်ငန်းစဉ်ဟာပဲသူတော်ကောင်းများမလန်းကိုပို့နိုင်တဲ့လုပ်ငန်းစဉ်ပဲငါတို့ဒီဖြစ်ပြက်ပဲကြည့်နေတာကွာဒီဖြစ်ပြက်ပဲကြည့်နေတာကွာဆိုပြီးတော့ဖြစ်ပြက်ကြည့်နေတာကိုသူတော်ကောင်းများအပြစ်မတင်လိုက်နဲ့ဘာမှမမြင်ဘူးအဲ့ဒီဖြစ်ပြက်ကလေးမြင်နေရင်ကိုတော်တော်အစဉ်ပြေးနေပါပြီဒါကြောင့်သူတော်ကောင်းများကဖြစ်ပြက်တွေမြင်ဖြစ်ပြက်တွေမုန်းလာတယ်တဖြည်းဖြည်းအဲ့ဒီဖြစ်ပြက်တွေကိုမုန်းလာပြီဆိုလို့ရှိရင်နောက်ဆုံးအဲ့ဒီဖြစ်ပြက်တွေဘာမှမမြင်တော့ဘဲနဲ့နောက်ဆုံးအဆုံးသတ်ရောက်သွားတဲ့အခါကျရင်သူတော်ကောင်းများသိတဲ့သိထိုက်မြင်တဲ့မြင်ထိုက်တဲ့တရားတွေမြင်လာပါလိမ့်မယ်ဒါကြောင့်ဖြစ်ပြက်မြင်ဖြစ်ပြက်မုန်းဖြစ်ပြက်ဆုံးအောင်ရှု